ကိုမွေးလို့အောင်ကျိုးဖြာ1915ခု1915ခုသူ့ကိုမွေးလို့အောင်ကျိုးဖြာစနေနေ့ကပေါ်လာသည် ဖေဖော်ဝါရီ23ရက်နေ့ဖေဖော်ဝါရီ23ရက်နေ့စနေနေ့ကပေါ်လာသည် အာဇာနည်သွေးရရှိလား ဖမိနှပြဥပါတော်စု ဖမိနှဖျားဥဖာတော်စု အာဇာနည်တွေရရှိလား ထွန်းတောက်ဆေးဖို့ရွယ်ကြံစီ ငယ်နံဒီမှာမောင်ထိန်လင်းနဲ့ ငယ်နံမီမှာမောင်ထိန်လင်းနဲ့ ထွန်းတော့စေဖို့ရွယ်ချမ်းစီ ဘုံမင်းရောင်ရဲ့မြေအပိုင် မကွဲခရိုင်နှမောက်မြို့သား မကွေးခရိုင်နှက်မောက်မြို့သား ဘုံမင်းရောင်ရဲ့မြေအပိုင်း အကိုဖြစ်တဲ့အောင်တန်းကြီး အောင်ဆန်းအညီကရဲ့အကိုက် အောင်ဆန်းအမီကာယံအကိုက် အကိုမြင့်တဲ့အောင်တန်းကြီး သူရှိသေးတဲ့မြတ်မနဲ့ 130ပြည့်တဲ့နှစ်ပဲ 130ပြည့်တဲ့နှစ်ပဲ သူရှိသေးတဲ့မြမနဲ့ အစိတ်သားနဲ့ရမ်းမရှာ တန်ရနေတဲ့ဘူချုပ် တန်ရာနေတဲ့ဘူချုပ် အစိမ့်သားနဲ့ရမရှာ သူသားသမီးတပုံစီ ကုမ္ပဏီတွေမထောင်ခဲ့ဘူး ကုမ္ပဏီတွေမထောင်ခဲ့ဘူး သူသားသမီးတပုံစီ နာခိစာအုပ်ပေါင်းလန်းစဉ် အောင်စမ်းမြင်ရှက်မိမှာပဲ အောင်ဆန်းကြီးရင်ရှက်မိမှာပဲ နာကစားဟုတ်ပေါင်းလဲစဉ် တယောက်သေးသောထိုးပုတ်ကို ဘိုးချုပ်ဆိုတာသူသားအစ်စ် ဘိုလ်ချုပ်ဆိုတာသူသားအစ်စ် တယောက်တည်းသောထိုးပုတ်ကို ပြည်သူအလုံးသူ့ကိုမျော တတ်တော်80ကျမ်းပါစေသာ တတ်တော်80ကျမ်းပါစေသာ ပြည်သူအလုံးသူ့ကိုမျော ငိမ့်ညံသေးတဲ့ပြေပဟို အမေဟိုဟာမပါမဖြစ် အမေအိုဟာမပါမဖြစ် ငိမ့်ညံစေတဲ့ပြေမဟို တန်တိုင်းနောက်ကအမေအို လွတ်စေလို့ရင်ဝိုင်းဝန်းကူစို့ လွတ်စေလိုလင်းဝိုင်းဝဲကူတို့ တန်တိုင်းနောက်ကအမေဟို ခိုတောင်းခို လူလူမိခင်လွတ် လူလူမိခင်လွတ် ခိုတော့ အင်အားဆိုင် အာနာရှင်ကိုအပြုတ်တိုက် အာနာရှင်ကိုအပြုတ်တိုက် အင်အားဆိုင် ပြည်သူဘက်ကဝိုင်း တော်လည်းရဲ့ဟာတို့သမိုင်း တော်လန်ရေးကတော့တမိုင်း ပြည်သူဘက်ကဝိုင်း ဖက်စိန်လား ဟဲ့ညာလား ဖက်ညာလား ဟဲ့စိ